နိုင်ငံခြားကိုစရောက်ပြီးဆိုကြတဲ့ကကိုရခဲ့တဲ့အတွေ့အကြုံတွေဟာခါးသီးခဲ့သလောက်ဘဝအတွက်သင်ခန်းစာတွေမို့တန်ဖိုးလဲကြီးပါတယ်။နိုင်ငံခြားကိုရောက်တဲ့သူတွေအများစုကလူတွေကြားမှာနေပြီးအထီးကျန်နေရတဲ့ရင်ခွင်ဝေးဘဝနဲ့တူတယ်လေ။ဒါပေမဲ့သူတို့ရဲ့အခက်အခဲဆုံးအချိန်တွေမှာတော့ကိုယ့်ကိုယ်အားကိုးပြီးရှင်သန်ရင်အရာရာကိုရင်ဆိုင်ရဲလာတယ်။မိဘအိမ်မှာနေတော့ကလို့စားရသမျှထမင်းဟင်းဟာအရသာမတွေ့ဘူး။ကြာလာတော့အစားအသောက်ပေါ်မှာကြီးများနေတတ်တဲ့အကျင့်တွေကတော့အလိုပဲပျောက်ကွယ်သွားတယ်။နေ့စဉ်ဘဝထဲမှာပင်ပန်းလို့ရဆိုပြီးအိတ်ချိန်နဲ့အချိန်လည်းမအိပ်ရသလိုမထရှင်သေးဘူးဆိုပြီးလဲအိပ်ရထဲမှာပြင်းရည်နေလို့မရဘူး။စိတ်အေးချမ်းစွာအနားယူဖို့အခွင့်အရေးကပိုနေလာတယ်။ဒါပေမဲ့အရှင်ရဲ့တန်ဖိုးကိုပိုပြီးနားလည်လာတယ်။ကိုယ့်ရဲ့အနာဂတ်အတွက်ကိုယ့်ကိုမိကိုနေရတဲ့သူတွေအတွက်ကြိုးစားပြီးရက်တည်တယ်။အိမ်ရဲ့အဝေးကိုရောက်မှမိသားစုရဲ့မေတ္တာတရားကိုနားလည်လာတယ်။တကယ်တော့နိုင်ငံခြားရောက်ဘဝနဲ့အစဉ်ပြေနေလို့ရဲ့လို့မဟုတ်ပါဘူး။တကယ်လက်တွေ့ဘဝမှာလောကကြီးကိုလွယ်လွယ်နဲ့အရှုံးမပေးခြင်းလို့နိုင်ငံခြားကိုရောက်လာတဲ့အခါငယ်ရသူတယောက်ရဲ့လွတ်လပ်မှုပျော်ရွှင်မှုတစားတစားနဲ့နဲလာတယ်။ဒါပေမဲ့အရာရာပုံမှာတိခံတက်လာပြီးအယောင်ဆုံးတဲ့တခြားကဘာတစ်ခုမှာအဖို့မရှိလဲကိုပဲပါပြီးနေတဲ့ရင်ကျင်လည်ရဲလာတယ်။နိုင်ငံခြားကိုရောက်တဲ့သူတွေအများစုမှာအတွေ့အကြုံလဲဆုံးတယ်။မတိတာတွေပိုတိလာသလိုဝမ်းနဲ့လုံးလို့ရင်ထဲမှာငိုနေရင်တော့အတန်တိတ်နဲ့အဖြစ်မှာဘာမှမဖြစ်သလိုဟန်ဆောင်ရတဲ့အခိုက်အတန့်တွေလည်းရှိတယ်။တခါတရံလူမျိုးရှားဘာသာရှားတွေရဲ့မတူသလိုမတန့်သလိုဤဆက်ဆံရေးတွေကြားမှာသူမုံအပြုံးနဲ့ကိုယ်ခံစားချက်တွေကိုယူသိခဲ့ရတဲ့နေ့တွေအများကြီးရှိတယ်။တကယ်တော့နိုင်ငံခြားဆိုတာကောင်းတဲ့ကံပါမှရောက်တာမျိုးမဟုတ်ပဲဝတ်ကြွေးတွေရှိရင်လည်းရောက်သွားရပါတယ်။ရောက်ပြီးဟေးဆိုရင်လည်းလွယ်လွယ်နဲ့အရှုံးမပေးပဲကိုပြည့်ရှင်တဲ့အရာကိုဖြစ်မြောက်အောင်ကြိုးစားယူမယ်။ဒီလိုဘဝအခက်အခဲတွေကြားကရတဲ့အတွေ့အကြုံတွေဟာဘယ်တော့မှအလကားမဖြစ်ဘူးလို့ယုံကြည်ထားရင်နိုင်ငံခြားမှာကြိုးစားဖို့တတိမွေးတယ်။အဲ့ဒီခံယူချက်နဲ့ပဲနိုင်ငံခြားမြေကခါးတိမှုအတွေ့အကြုံတွေဟာတနေ့ရရင်တော့ကိုယ့်အတွက်ရှုံမြိန်နဲ့ဒီအပွင့်ဖြစ်ဖို့ကြိုးစားရင်ဆန္ဒတွေကိုဖိနှိပ်ပြီးကြောင်ထိုးထားရတယ်။နေ့ရက်တိုင်းမှာပျော်ရွှင်ဖို့ထက်တာမာနေဖို့ဝယ်ကြိုးစားရတယ်။ညဘက်တွေဆိုအိမ်ကိုပိုလွမ်းတယ်။ခံစားချက်သရှင်တွေနားထောင်တဲ့အခါခံနိုင်ရထင်ထားတဲ့ပို့ပြီးရှေကုန်လက်ပန်းကျသွားတတ်တယ်။ဒါကြောင့်နိုင်ငံခြားမှာရှင်သန်နေထိုင်ဖို့ဟာထင်သလောက်မလွယ်ပါဘူး။ကြီးမှန်းချက်တွေပြည့်တဲ့တနေ့ကြရင်တော့မွေးရမြေကိုပြန်ပြီးမိသားစုကိုပို့ပြီးဆိုင်မယ်။ပျော်ရွှင်ခြင်းတွေအတူတူခံစားမယ်။အမေအိမ်ကိုပြန်ရှင်တော့လဲအခွင့်မသာသေးတဲ့အရှင်ကာလမှုအရာရာကိုသိခံပြီးနိုင်ငံခြားမြေမှာကျင့်လည်နေထိုင်ရင်းနဲ့ရှင်သန်ရအောင်မယ်။